အရင်ဆုံးအမတို့ကကြတော့သူကကြတော့အမတို့ကဘာကိုတတိထားရမလဲဆိုလို့ရှိရင်အမနော်အရင်ဆုံး line လေးအရင်ဆွဲလိုက်မယ်ဟုတ်ပြီနော်သူကကြတော့2ထပ်3ထပ်လက်သေးရဲ့အတူရှိပေါ်မှာမူတည်ပြီးမှအမတို့ကကြိုက်တယ်လို့တွားလို့ရတယ်တစ်ခုတည်းလည်းတွားမယ်2ခု3ခု3 4ထပ်လည်းတွားလို့ရတယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ပြီးရင်ဘာလုပ်မလဲဆိုလို့ရှိရင်ရေစုစုပ်တန်လို့မီးမကင်သေးဘူးနော်မီးမကင်သေးဘူးရေစုစုပ်တန်အကြီးအသေးစိုက်စုံသုံးလို့ရတယ်ပြီးွားပြီဆိုတာနဲ့အမတို့ကနော်ဒီမှာထိတ်ကလေးပဲသုံးမယ်ဒီကထိတ်ကိုပဲသုံးမယ်နော်ဒီနားလေးကထိတ်ကလေးကိုပဲသုံးမယ်တပြင်းလုံးမသုံးဘူးသူ့ရဲ့သုံးရတဲ့စုပ်တန်ကဒီလိုမျိုးအလုံးရေစုစုပ်တန်လို့ခေါ်တယ် flat ဖြစ်တယ်အလုံးဖြစ်တယ်တစောင်းလေးဖြစ်တယ်နော်အဲ့ဒါလေးကိုအမတို့ကဘယ်နေရာသွားမလဲဒီထိတ်ကလေးကိုပဲသွားမယ်နော်ဒီထိတ်ကလေးကိုပဲအမတို့ကသွားရမယ်နော်ဒီထိတ်ကလေးကိုပဲသွားမယ်အဲ့ဒါဆိုတော့အမတို့သွားပြီအပေါ်လည်းမကြော်ရဘူးဒီနားလေးပဲဒီနားလေးထိပဲသွားမယ်အပေါ်ထပ်ပြီးမကြော်ပါနဲ့နော်အဲ့ဒါဆိုပြန့်သွားလိမ့်မယ်အပြင်လက်အားလိုတယ်လက်အားအရေးကြီးတယ်ခပ်ဖွားဖွားလေးသွားမယ်စီးများလို့မရဘူးလက်အားများလို့မရဘူးနော်ပြီးရင်စုပ်တန်ကမာနေလို့မရဘူးစုပ်တန်ကမာနေတယ်ဆိုလို့ရှိရင်စီးအကြံနေပါတယ်ရှိတယ်ဆိုလို့ရှိရင်အမတို့ကစုပ်တန်ကို brush cleanser နဲ့ဒီ cleanser တက်ရှည်လုပ်တဲ့ဟာနဲ့တစ်ခါလေးဖြတ်ထားမယ်စုပ်တန်ကပျော့ပျော့လေးဖြစ်နေရမယ်ပြီးရင်ဒီထိတ်ကလေးကနေစီးများလို့မရဘူးလက်အားများလို့မရဘူးတဖြည်းဖြည်းအောက်ကိုရေစုပုံစံလေးဖြည်းဖြည်းလေးနဲ့လက်အားလေးနဲ့ထိန်းပြီးမှပုတ်ပြီးမှအောက်ကိုဆွဲချရမယ်နော်ဒီမှာနော်ဒီလိုမျိုးလေးအောက်ကိုဆွဲပြီးမှချလာရမယ်ဟိုးအောက်ထိလည်းမသွားဘူးเนาะအမတို့ကရေစုရှိတ်ပြေးလေးဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့တဖြည်းဖြည်းဒါဆိုလို့ရှိရင်တော့လူတွေပြန်ထက်လို့ရအောင်မလောလောဆယ်ပထမ frame တစ်ခုလုပ်လိုက်တယ်ဒီအောက်မှာဒုတိယတစ်ထပ်တွားတဲ့အခါကျလို့ရှိရင်အပြားလိုက်ကြီးစောင်းမှမသွားရအောင်အဲ့ဒါဆိုလို့ရှိရင်သူကတစောင်းလေးဖြစ်နေရလေဟုတ်တယ်မလား flag ဖြစ်နေတဲ့အခါကျတော့ဒီလိုမျိုးထိတ်ကလေးပဲသွားမယ်နှမွင့်ဒီလိုမျိုးအပြားကြီးသွားလိုက်လို့ရှိရင်စုပ်တန်ရဲ့ဒီအောက်ကဒီမှာအောက်ကနေရာမှာပြန်မှသွားပြေးသွားမယ်တွေ့လားအဲ့ဆိုအမတို့ဒီလိုမျိုးအဆောင်လိုက်ကြီးသွားပုတ်လို့ရှိရင်အောက်မှာပြတ်သွားမှာအဲ့ကြောင့်မို့အမတို့ဒီလိုမျိုးထောင်လေးပဲသွားမယ်အဲ့ဒါဆိုရှင်ကြည့်လိုက်အောက်မှာပြေးသေးလားမပြေတော့ဘူးเนาะလွတ်နေတွေ့လားအောက်ကနေရာကျတော့စောင်းနေတဲ့အတွက်ကြောင့်မို့လေဒဲဆိုလို့ရှိရင်တော့ပြေးမှာပေါ့အဲ့ဒါကြောင့်မို့အမတို့ကဒီဟာလေးကစောင်းလေးဖြစ်တယ်အဲ့ဆိုတော့ထိတ်ကလေးကိုအမတို့ကလာပြီးဒီမှာဖြည်းဖြည်းလေးသွားမယ်ဖြည်းဖြည်းလေးပြန်သွင်းမယ်ဘယ်ထိသွားမလဲဆိုဟိုအောက်ထိမသွားရအောင်เนาะဟိုအောက်နာအရင်ဒီမဆက်သွားရအောင်သူတို့နှစ်ခုကဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ရေစုပုံစံနဲ့မတူတော့ဘူးဒါမှ line ကလေးကပြောမယ်ဆိုကန်းချီမှာရေ line လေးတွေပုတ်တဲ့ပုံစံလိုမျိုး line လေးတွေအထက်ဖြစ်မှာဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်တွေ့လားဒီနာလေးမှာဆိုလို့ရှိရင်အမတို့ဒီအောက်ထိရောက်လားမရောက်ဘူးဟုတ်တယ်မလားဒီမှာလေးရေစုပုံစံလေးသဘောပေါက်လားမသိဘူးခဏกินလိုက်မယ်ဟုတ်ပြီနော်လားဘောင်လေးတွေကကြတော့အမတို့ကဘာဖြစ်ဆိုတက်ရက်ဖြစ်နေရမယ်အခုဘောင်တွေကဖွာနေတယ်နည်းနည်းပြန်တစ်ထပ်ပြန်ထပ်လိုက်အောင်ပါနော်ဒါကြောင့်မို့ဒီကနေပြန်လာမယ်ဒီကနေပြန်ဖြီးမယ်နောက်တစ်ကြော့ရှိတ်ပြေးလေးနဲ့ဒီလိုဖြစ်တာမာဘဲကကြတော့အကြောင်းကလည်းမတူဘူးနော်အဲ့ဒါဆိုလို့ရှိရင်ပြီးွားပြီဆိုလို့ရှိရင်ဒီတစ်ချောင်းกินနဲ့ပြန်กินမယ်အမဒီပုံစံဆိုကြိုက်သွားပြီအဲ့ဆိုရပြီဒါပြီးအနားလေးကိုတက်ရက်ဖြစ်သွားအောင်လို့စုပ်တန်တယ်မတွေ့လားဆေးယူထားမြင်နေနော်တေးသေးလေးပဲမဖိဘူးနော်စုပ်တန်လေးတေးသေးလေးနဲ့အနားလေးကိုဘောင်လေးကိုထင်းလေးဖြစ်အောင်ပြန်ပြီးမှဆေးဖြူလေးနဲ့လိုက်ပြီးမှအနားကုတ်ပြီးအမကုတ်သွားတာမြင်နေနော်တေးသေးလေးနော်အနားလေးကိုတက်ရက်ဖြစ်အောင်ဘောင်ကုတ်ပေးလိုက်တာဒါဆိုလို့ရှိရင်အမတို့ကဒီ line ပုံစံလေးဟုတ်ပြီနော်